္ဂလာပါရှင်မမလေးများကူညီပေးရမလဲရှင် အေးညီမလေးဟို iPhone 17လေးသဘောကျနေလို့ဝယ်မလားလို့လေဒါပေမဲ့အမဖုန်းဆိုရင်အမြဲလွတ်ကြတတ်တော့ခဏကြောက်ကွဲနေရအစ်စ်ကလည်းလိုချင်ဖုန်းကလည်းကြောက်ကွဲမှကြောက်နေရ အော်ဟုတ်ကဲ့မဒါဆိုရင်တော့ဘာမှစိတ်မပူနဲ့တော့နော် Android ကနေဝယ်ယူရဲ iPhone 17 family နဲ့ iPhone Air မှာ MK Ultra Protection အခမဲ့ပါဝင်ပါတယ်ရှင် MK Ultra Protection အဲ့ဒါဘာလဲသူနဲ့ဘာလုပ်လို့ရရလဲ MK Ultra Protection ဆိုတာက Android ကနေ iPhone 17 family နဲ့ iPhone Air ဝယ်ယူပြီးတစ်နှစ်အတွင်းမှာမတော်တဆကြကွဲပြီးတော့ပြည့်ပြည့်ချင်းနဲ့ဆိုလို့ရှိရင်တော့9,900ကျပ်နဲ့ Whole Union Replacement Service ကိုအကြိမ်ကန့်သတ်မရှိ Unlimited ရယူနိုင်မှာဖြစ်ပါတယ် တကယ်လို့ကို့ဖုန်းကတစ်ခုလုံးကွဲတာမဟုတ်ဘဲနဲ့မှန်မဲကွဲတာဆိုရင်ရော ဒီလိုတစ်နှစ်အတွင်းမှာရှေ့မှန်ကွဲနောက်မှန်ကွဲတာမျိုးကို9,900ကျပ်နဲ့အကြိမ်ကန့်သတ်မရှိ Unlimited ရယူနိုင်အောင်ပါပြီးတော့ Battery Error အတွက်ဆိုလို့ရှိရင်လည်း Battery Replacement Service ကိုအကြိမ်ကန့်သတ်မရှိအခမဲ့ Unlimited ရယူနိုင်မှာပါအော် Battery Error အတွက်ကတော့2နှစ်အတွင်းပေါ့နော် ဟဲဒီ program ကအတော်လေးမှပြီးအဆင်ပြေရပဲနော်ဖုန်းခဏကြောက်ကွဲတတ်သူတွေ battery အတွက်လေစိတ်ချဖြစ်နေတဲ့သူတွေအတွက်လုံးဝကွက်တိပဲရှင်းပြပေးရကျေးဇူးပါညီမလေးရဲ့အခုပဲဝယ်လိုက်တော့မယ် ဟုတ်ကဲ့မမကျေးဇူးတင်ပါတယ်ရှင်